ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာခုကကျွန်တော်အိုးတွေနဲ့ပတ်သက်တဲ့ဇွမ်းတွေနဲ့ပတ်သက်တဲ့စီတွေကိုဘယ်လိုခေါ်လဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပထမဆုံးအနေနဲ့အိုးကိုဘယ်လိုခေါ်လဲပြောပြမှာဖြစ်ပါတယ်ဒါကြတော့အိုးကြတော့ကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ကိုဆိုတာအိုးဖြစ်ပါတယ်ဒီလိုတန်အိုးကြတော့ထေကိုလို့ခေါ်ပါတယ်ခင်ဗျာဒါကြတော့အရေးတောက်တဲ့ဇွမ်းဒါတော့汤匙လို့ခေါ်ပါတယ်汤匙ကအရေးဖြစ်ပါတယ်နော်ဒါကြတော့ကျွန်တော်တို့မှာတူပေါ့တူကြတော့ကျွန်တော်တို့မှာ筷子လို့ခေါ်ပါတယ်筷子ဆိုတာတူဖြစ်ပါတယ်ဒါကြတော့အရွှေတောက်တဲ့ဟာ吸管လို့ခေါ်ပါတယ်吸管ဆိုတာကအရွှေတောက်တဲ့ပိုက်လုံးကိုခေါ်တာဖြစ်ပါတယ်ဒါကြတော့သွားကြထိုးတယ်ဒါကြတော့ရရှမ်းလို့ခေါ်ပါတယ်ရရှမ်းဆိုတာသွားကြထိုးတယ်ဖြစ်ပါတယ်ဒါကြတော့ကြိုတာဂိုရင်း草东西ဒါကတော့ကြော်တဲ့စီကြတော့ကျွန်တော်မှာယိုလို့ခေါ်ပါတယ်ယိုဆိုတာကစီဖြစ်ပါတယ်ဒါကတော့အိုဒါတွေပါတယ်ကောက်ရင်ရေးတဲ့ခေတံကိုပါခေါ်လဲဆိုတော့ရှမ်းပီလို့ခေါ်ပါတယ်ဟုတ်ကဲ့သိချင်တာလေးရှိရင်ကိုမှတ်မှာရေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်